ကလအုပ်တွေမှာပုံစံနှမျိုးရှိပါတယ်ကြောကုန်းတစ်ခုတည်းပါတဲ့ dromedary နဲ့ကြောကုန်းနှစ်ခုပါတဲ့ bactrian တို့ပဲဖြစ်ပါတယ်ကလအုပ်တွေဟာအာရက်ကဘာရဲ့ဂုံယူစရာတရိษံတွေဖြစ်ပြီးအာရက်ဘာသာစကားမှာကလအုပ်ကိုခေါ်ဝေါ်တဲ့နာမည်ပေါင်း160ကျော်တောင်ရှိပါတယ်သူတို့ကိုသဲကန်တာရရဲ့ဘယင်းလို့လူသိများကြပေမဲ့သူတို့ရဲ့ရင်ဘတ်မှာတဘာဝအလျောက်ပါလာတဲ့အသားမှာပြ chest pad ပါရှိတာကိုတော့တင်တိချင်မှတိပါလိမ့်မယ်အဲ့ဒီအသားမှာပြကပူပြင်းတဲ့သဲပြင်ပေါ်မှာအနားယူတဲ့အခါခန္ဓာကိုယ်ကိုအေးမြနေအောင်ကူညီပေးပါတယ်အကယ်၍တင်ကကလအုပ်ကိုတွားရှုပ်ရင်တော့တင်းမျက်နာကိုတတွေးနဲ့ထွေးပါလိမ့်မယ်သူတို့ကမျက်စားတက်တယ်ဆိုတာတိထားကြပေမဲ့သူတို့ရဲ့အဆွေတွေကိုလည်းတစ်ချက်ကြည့်လိုက်ပါဦးတင်းဦးခေါင်းခုံကိုအလွယ်တကူချိုးဖြတ်နိုင်တဲ့ကြိုက်အားမျိုးရှိပါတယ်ဒါကြောင့်သူတို့ကတင်းကိုတတွေးနဲ့ပဲထွေးရင်တော့ကံကောင်းနေလို့မှတ်ရပါမယ်ကလအုပ်တွေရဲ့ခွာတွေကနှင်းစီးဖက်နှက်တွေလိုပဲအောက်ခြေမှာပြားပြီးကြီးမားကြပါတယ်အစာရှားပါချိန်မှာပြန်သုံးဖို့အစီတွေကိုသူတို့ရဲ့ကြောကုန်းထဲမှာတိုးလောင်ထားတယ်လို့အနားယူချိန်မှာခန္ဓာကိုယ်နဲ့မြေပြင်ကိုခြားနာပေးထားတဲ့အသားမှာထောက်တံနေလည်းရှိပါတယ်ဒါဒီအားလုံးဟာအမှန်တော့အီးမြတဲ့စောင်းရသည့်ပတ်ဝန်းကျင်အတွက်လိုက်လုံးညီထွေဖြစ်အောင်တိဆောက်ထားတာပါဒါဆိုဘာဖြစ်လို့သူတို့ကတဲကန်တရတရိษံတွေဖြစ်နေရတာလဲလို့မေးစရာရှိလာပါတယ်အမှန်တော့ကလအုပ်တွေဟာရှည်လျားပြီးအေးဆက်လာတဲ့ဆောင်းရာသီရှိခဲ့တဲ့မြောက်အမေရိကတိုက်ကနေဆင်းသက်လာတာပါနောက်ပိုင်းမှာတဲကန်တရဒေသတွေကိုရောက်ရှိသွားတဲ့အခါသူတို့ရဲ့အေးဒဏ်ခံပစ္စည်းတွေကအပူဒဏ်မှာလည်းအသုံးတင်မိတာကိုတွေ့ရှိသွားကြပါတယ်ဒါကြောင့်သူတို့တဲကန်တရမှာပဲဆက်နေခဲ့ကြတာပါကြောကုန်းတစ်ခုတည်းရှိတဲ့ကလအုပ်တွေကို6တွေ့တဲ့တဲကန်တရတွေမှာအတူရများပြီးကြောကုန်း2ခုပါတဲ့ကလအုပ်တွေကိုတော့အပူချိန်45ကနေ40အထိရှိနိုင်တဲ့ဂိုဘီတဲကန်တရဂိုဘီ desert မှာတွေ့ရတတ်ပါတယ်ကလအုပ်တွေဟာစူးရှိတဲ့ရှားဆောင်လက်ပတ်သရွက်တွေကိုပုံမှန်စားသုံးကြပါတယ်ဒါပေမဲ့မြက်ရှားဆောင်ဓမ္မမဟုတ်အစအလွန်ရှားပါလာတဲ့အခါမှာတော့အသားငါးမွေနဲ့တေဆုံးနေတဲ့တရိษံအယိုးတွေကိုပါစားတတ်ကြပါတယ်သူတို့ဟာအသားကိုခြေဖြတ်နိုင်စွမ်းရှိတဲ့ထူးဆန်းတဲ့တတ်တတ်လွတ်တရိษံတွေပါပဲသူတို့ဟာရီမတော့ပဲတပတ်ကြိုကြောင်နေနိုင်ပြီးရီတွေးတဲ့အခါမှာတော့တစ်ကြိမ်တည်းနဲ့ရီလီတာ100ဝန်းကျင်ကိုတောင်းနိုင်ကြပါတယ်ကျန်းတန်းတဲ့သေကန်ရထဲမှာအလီးချိန်450ကီလိုဂရမ်ကိုသေဆောင်ပြီးတရက်ကို40ကီလိုမီတာအထိခရီးနေနိုင်ပါတယ်ဒါဟာရီမတော့ပဲကီလိုမီတာ250ကျော်ခရီးသွားနိုင်တာပါတကယ်ကိုကြန့်ခိုင်မှုအရှိဆုံးနှုတ်တိုက်တတ္တဝါတွေလို့ပြောရမှာပါပဲဤတတ္တဝါလေးတွေကတော့ပရက်စိတ်တွေပဲဖြစ်ပါတယ်ဒီကောင်လေးတွေဟာသေးငယ်ပေမဲ့အလွန်စိတ်ဝင်စားဖို့ကောင်းပြီးတက်ကြွဖြက်လက်တဲ့သက်ရှိလေးတွေပါမာမီကာလို့ခေါ်တဲ့ပရက်စိတ်မျိုးစိတ်အချို့ဟာမှန်ကြည့်စမ်းတစ်ချက် microscope mirror test ကိုတော့အောင်မြင်နိုင်ကြပါတယ်ခွေးနဲ့ကြောင်လိုမျိုးညံကောင်းတဲ့တရိษံတွေကောင်ဒီစမ်းတစ်ချက်ကိုအောင်မြင်လိမ့်မရှိပါဘူးဒါတွေမကသေးပါဘူးပရက်စိတ်တွေဟာနေရာဒေသအဆောက်အအုံပုံစံနဲ့အဲ့ဒီနေရာကိုသွားတဲ့လမ်းကြောင်းတွေကိုမှတ်မိနိုင်စွမ်းရှိကြပါတယ်သူတို့ဟာထင်ရှားတဲ့အမှတ်သားတွေနဲ့နေမီရဲ့တီနေရာကိုကြည့်ပြီးလမ်းကြောင်းရှာဖွေတတ်ကြတာပါတဲကန်နိုင်ရတဲ့ကပရက်စိတ်မျိုးစိတ်အချို့ဆိုရင်သူတို့သွားတဲ့လမ်းကြောင်းတစ်လျှောက်မှာခြေလမ်းအရည်အတွက်နဲ့လမ်းကြောင်းအပြောင်းလဲတွေကိုတော့မှတ်သားထားနိုင်ကြတယ်လို့သိရပါတယ်၎င်းအပြင်ပရက်စိတ်အုပ်စုလိုက်တာခက်ခဲတဲ့ပဟိလိတွေကိုလည်းဖြည့်ရှင်းနိုင်စွမ်းရှိကြပါတယ်ပရက်စိတ်တွေရဲ့အမြင်အာရုံကဝီဝါးပေမဲ့ခရမ်းလွန်ရောင်ကြီး UV နဲ့အလင်းပြန်မှု polarized light တွေကိုတော့မြင်နိုင်စွမ်းရှိပါတယ်သူတို့မှာနားမပါရှိပေမဲ့သူတို့ရဲ့ခြေထောက်တွေကတဆင်တင်းငယ်တွေတုန်ခါမှုလေးတွေကိုတော့သိရှိနိုင်ကြပါတယ်ပရက်စိတ်တွေဟာများသောအားဖြင့်အစုံစားတတ်တော်တွေဖြစ်ပြီးအစိအစံပန်းဝတ်ရည်အင်းဆက်တွေနဲ့ပုတ်သုံးနေတဲ့အရာဝတ္ထုတွေကိုစားသုံးတတ်ကြပါတယ်သူတို့ဟာပတ်ဝန်းကျင်ကိုတန့်ရှင်းကျန်းမာအောင်ကူညီပေးနေတယ်အလိုအလျောက်တန့်ရှင်းရေးလုပ်ပြီးတဲ့စက်ရုပ်နေလေးတွေသို့မဟုတ်တင်းငယ်တွေလိတာလေးတွေနဲ့တူပါတယ်အာမီအန်လို့ခေါ်တဲ့ပယုစိတ်စစ်တီမျိုးစိတ်တွေကတော့မျက်စိမမြင်တဲ့လောက်ပါပဲသူတို့ဟာအလင်းနဲ့အမှောင်ကိုပဲခံစားသိရှိနိုင်ကြတာပါဒါကြောင့်အစာရှာထွက်တဲ့အခါခေါင်းဆောင်ဖြစ်သူရုတ်တရက်ပျောက်ဆုံးသွားရင်ဖြစ်ဖြစ်ဖီရိုမုန်းလမ်းကြောင်းပြတ်သွားရင်ဖြစ်ဖြစ်ရှေ့ဆုံးကပယုစိတ်တွေဟာနောက်ဆုံးကကောင်ရဲ့ဖီရိုမုန်းကိုပြန်ရပြီးနောက်ကနေလိုက်သွားတတ်ကြပါတယ်အဲ့ဒီအခါမှာတကောင်ကိုတကောင်ပတ်လာရင်စက်ဝိုင်းပုံစံဖြစ်သွားတတ်ပါတယ်ဒါကို end meal သို့မဟုတ် death spiral တေမင်းစက်ဝိုင်းလို့ခေါ်ကြပြီးပယုစိတ်တွေမောပန်းနွမ်းနယ်ကတေဆုံးသည့်အထိဖြစ်သွားစေနိုင်ပါတယ်မေကာပိုနီရာပယုစိတ်တွေကတော့ချရီနဲ့တက်ခိုက်တတ်ကြပါတယ်တိုက်ပွဲအတွင်းထန်ရာရသွားတဲ့ပယုစိတ်တွေကိုစီးတက်သားပယုစိတ်တွေကအတိုက်စီပြန်ခေါ်သွားပြီးထန်ရာတွေကိုလျှာနဲ့လျက်ပေးလိရှိပါတယ်သူတို့ရဲ့ပါဇက်ကထွက်တဲ့ပိုးသားအာနီးတင်ရှိတဲ့အကြီးဟာ60ယောဂမဖြစ်အောင်ကာကွယ်ပေးပါတယ်ဒီနီးလန်းနဲ့တေဆုံးနိုင်ကြီးကို90ရာခိုင်နှုန်းအထိရှော့ချပေးနိုင်တာပါပယုစိတ်တွေမှာကိုယ်ပိုင်သင်ချိုင်းလည်းရှိကြပါတယ်အဖွဲ့ဝင်တကောင်တေဆုံးသွားရင်အတူပပို့ဆောင်ပေးသူပယုစိတ်ကအလောင်းကိုတင်းချိုင်းစီတဲ့သွားပြီးအဲ့ဒီမှာထားခဲ့လိရှိပါတယ်မျိုးစိတ်အတော်များများမှာအိမ်သားအတွက်တီးတဲ့နေရာလေးထားရှိတတ်ကြပါသေးတယ်အခုမြင်ရတဲ့အမျိုးအစားကတော့ honey pot ant ပြားရည်အိုးပယုစိတ်ပဲဖြစ်ပါတယ်ဒီအုပ်စုတွေကအလုပ်သမား20ရာခိုင်နှုန်းကျော်ဟာအစာတိုးလောင်တဲ့အိုးတွေဖြစ်တာဝန်ယူရပါတယ်သူတို့ကို repletes လို့ခေါ်ပါတယ်အစာရှာထွက်တဲ့ပယုစိတ်တွေကပန်းဝူရီအစာရေဒါမှမဟုတ်ချိုမီနဲ့အရည်တွေကိုတည်ဆောင်လာပြီးအဲ့ဒီတိုးလောင်ရေးသမားတွေကိုဘိုက်ထဲမှာစပျက်တီးအရွယ်စားဖြစ်လာတဲ့အထိတက်ဆက်ချင်းတိုက်ကြွေးကြပါတယ်
အရေးအမျိုးစားပုံမှုတည်ပြီးဝမ်မိုက်အယောင်တွေလည်းကွဲပြားသွားတတ်ပါတယ်ဒါဟာအစာရှားပါချိန်မှာအရန်စားနှပ်ပြင်ကနေရေဖြစ်အသုံးပြုဖို့ဖြစ်ပါတယ်ဒီကောင်လေးတွေကတော့တသက်လုံးရေဘူးလေးတွေဖြစ်ပဲရှင်းသန်သွားကြတာပါပဲ